ဘယင်မက်ကယော်နယ်ရဲ့မုတ်စိတ်မွေးတွေကိုဆွဲကြည့်လိုက်ပါတယ်။ဒါဘာကြီးလဲမေးစိမှာဘလို့လို့အမွေးတွေပေါက်နေတာလဲလို့အန်တာတာကြီးမေးတာပေါ့။ယော်နယ်ကကျုပ်တို့ကယောက်ျားလေးတွေလေဒါကြောင့်မုတ်စိတ်ပေါက်တာလို့ပြောလိုက်တော့သူတို့အားလုံးပါဆက်ဟောင်းသားဖြစ်သွားကြတယ်။ဘယင်မဆိုရင်ဒူးထောက်ကျသွားပြီးဖျားသခင်ကဆုလက်တော်ချပေးလိုက်ပြီဆိုပြီးဝမ်းသာသွားတာပေါ့။ဒါနဲ့ယော်နယ်ကိုသူ့လက်အောက်ငယ်သားတွေစီဆူချလိုက်ပြီးပါလာတဲ့ကောင်လေးကိုတော့ခြေထောက်ကနေတရွတ်တိုက်ဆွဲပြီးခေါ်သွားကြတယ်။ညရောက်လို့ယော်နယ်ကိုပြန်လာပို့တဲ့အချိန်မှာတော့ယော်နယ်ခများလမ်းတောင်မလျှောက်နိုင်တော့ပါဘူး။မိမသားတွေကြားမှာတော်တော်လေးအနှိမ့်ဆက်ခံလိုက်ရပုံပါပဲ။ညချင်းပြီးနှစ်ယောက်သားထွက်ပြေးကြတယ်။မြေပုံညွန်ကြားချက်အတိုင်းသွားပြီးနောက်ဆုံးမှာတန့်စင်တော်သားမြောင်ကိုရှာတွေ့ခဲ့တယ်။ဒါပေမဲ့မကြခင်မှာပဲနတ်ဆိုးမင်းသားရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြန်တယ်။မင်းသားကလူရိုင်းမျိုးနွယ်ရဲ့နောက်ဆုံးသွေးဆက်ကိုယူပြီးနတ်ဆိုးဘရင်ကြီးကိုပြန်လည်နှိုးထပ်စေမဲ့ရစ်ပူစော်ပွဲစတင်ပါတော့တယ်။ပါလာတဲ့ကောင်လေးကအဆောင်တယောက်လိုရုပ်ဖြတ်ဓာတ်ကိုခိုးယူပြီးယော်နယ်လွတ်မြောက်အောင်ကူညီပေးတယ်။ယော်နယ်ကဓာတ်ကိုဆွဲပြီးခုတ်လိုက်ပေမဲ့အားမရှိတော့တာကြောင့်ဓာတ်ချက်လွဲပြီးကြောက်တိုင်ကိုတွားရိုက်မိတယ်။ကြောက်တိုင်တွေတစ်ခုနဲ့တစ်ခုစင်ကဲတိုက်မိပြီးပြိုကျကုန်ရောအဲ့ဒီတော့မှဖန်ခံထားရတဲ့လူရိုင်းစစ်တီတွေတန်ကြိုးပြုတ်ပြီးလွတ်သွားကြတယ်။သူတို့လည်းရန်သူလက်နက်တွေကိုလူယူပြီးချက်ချင်းပြန်တိုက်ခိုက်ကြတာပေါ့။ဒါပေမဲ့နတ်ဆိုးမင်းသားကသွေးကိုတောက်တုံးလိုက်ပြီးလေထဲကိုပြန်တက်သွားတယ်။အမိရောက်တော့လျှက်စီးတွေမိပြီးနတ်ဆိုးဘရင်ကြီးအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။အားလုံးကသူ့ရှေ့မှာဒူးထောက်ရမယ့်အခြေအနေပါပဲ။ဒါပေမဲ့နတ်ဆိုးကြီးရဲ့အားနည်းချက်ကသူ့တရားပူမှာရှိနေတာပါ။ယော်နယ်ကငကားတကောင်ကိုစီတားကိုကင်ပြီးနတ်ဆိုးကြီးကိုရင်ဆိုင်ဖို့ပြန်တက်သွားတယ်။အောက်မှာတော့စစ်တီတွေကအသေးအတန်တိုက်ခိုက်နေကြတယ်။ယော်နယ်အခွင့်ကောင်းကိုစောင့်ပြီးလေပေါ်ကနေခုန်ချလိုက်တယ်။နတ်ဆိုးကြီးရဲ့နဖူးကအကာအကွယ်ကိုဖျက်ဆီးပြီးဓာတ်နဲ့ထိုးဆိုင်ချလိုက်တယ်။နောက်ဆုံးမှာတော့နတ်ဆိုးဘရင်ကြီးရှုံးနိမ့်သွားပါတော့တယ်။ယော်နယ်လည်းကာယရဲ့အချစ်ကိုရရှိသွားခဲ့တယ်။လူရိုင်းစစ်တီတွေကလည်းသူ့ကိုအတိအမှတ်ပြုပြီးခေါင်းဆောင်တစ်အဖြစ်တင်မြှောက်လိုက်ကြတယ်။အားလုံးကအောင်ပွဲခံကြပေမဲ့သူတို့တောက်စားပြော့ပါနေပုံကတော့အရင်လိုလူရိုင်းတွေအတိုင်းရိုင်းဆိုင်နေတော့မှာပဲ။